အားလုံးပဲမင်္ဂလာပါလို့နော်လောက်လက်စဗီဒီယိုလေးမပေးသေးဘူးနော်ညောင်ရုပ်ကလေးကပ်ဖို့ပေးမှကျန်နေတယ်ပေါ့ကျန်နေလေးပါတယ်လို့ဇေဝရမှတ်ထားလို့ဒီနေ့ပဲပို့မှဗီဒီယိုလေးမပို့ခင်ဗီဒီယိုလေးရိုက်ပြီးတော့ကိုတငယ်ချင်းများကိုချပြခြင်းလို့ပါလို့ကိုစီမဒီဗီဒီယိုလေးရတော့ဒီဖျားစင်လေးရတော့ရောင်းအားအကောင်းဆုံးပါပဲလို့ရောင်းအားတအားကောင်းပါတယ်လို့နော်မှန်နဲ့လိုချင်တဲ့မှန်နဲ့ထည့်ပေးတယ်မှန်မလိုချင်ဘူးဆိုလည်းမှန်နဲ့မထည့်ပေးဘူးရောင်းအားကောင်းဆုံးပါပဲလို့တစ်လောက်အလုံး20လောက်ရောင်းရပါတယ်လို့နော်တစ်လောက်အလုံး20လောက်ရောင်းရပါတယ်လို့ဒါရောင်းရပါတယ်လို့ထိုင်းနိုင်ငံမှာပါလို့အယောင်မျိုးရှိတယ်တစ်တာမျိုးရှိပါတယ်လို့ရောင်းရအကောင်းဆုံးဗီဒီယိုလေးပါလို့နော်တကယ်ချင်းတို့ရောဘယ်မှာနေကြလဲစီးပွားရေးစင်ပြေကြလား